ခေဦးလိုင်နှင့်အိမ်ချင်းကပ်နေရုံမကကြော်လက်ပြောသလိုနှစ်အိမ်တအိမ်နေကြပေမဲ့ခေဦးလိုင်အိမ်ဘက်သို့ရောင်လို့ပင်ခြိလန့်မလန့်မိပေကြော်လက်နှင့်နေစဉ်တွေ့နေသလိုခေဦးလိုင်နဲ့လည်းအခေါ်ပြောမပြတ်ခဲ့ခေဦးလိုင်နှင့်ကြော်လက်တို့ဘယ်ချိန်နေရောက်နေကြပြီလဲဟုမဆက်စုမိခေဦးလိုင်ကိုဥပက္ခပြူထားလိုက်သောအခါမှစိတ်သက်သာရာများစွာရရှိခဲ့၏တကယ်တော့တည်ငြိမ်အေးချမ်းလာသောသူဘဝလေးသည်ခေဦးလိုင်နှင့်တဟဇာတာမဖြစ်နိုင်မှန်းသိ၍ဒီဆုံးဖြတ်ချက်ကိုချခဲ့ခြင်းဖြစ်၏ကိုကျောင်းစာတွေကြည့်ပြီးအိယာဝင်မှုပြင်နေစေမှာပင်သူ့စာကြည့်ခန်းထဲသို့ခင်ဦးလိုင်ရောက်လာသည်ခင်ဦးလိုင်အတွက်တော့သူတို့အိမ်သည်တကားမရှိတားမရှိဝင်ထွက်သွားလာနေကြဖြစ်၏ပြင်းပြင်းစင်စင်ဝတ်စားထားလိုက်တာဘယ်ကပြန်လာလဲခင်ဦးလိုင်စတိုင်ကတကယ့်ကိုခစ်ဆန်နေ၏ဘောင်းမီရှည်နှင့်သူ့အမြင်မှာမျက်စိနောက်စရာယောက်ျားတစ်ယောက်လိုဝတ်စားထားပုံကိုနည်းနည်းလေးမှသဘောကျခြင်းစရာမရှိပေပြန်လာတာမဟုတ်ဘူးကိုအခုမှသွားမလို့ညာဤမိုးချုံမှာဝတ်စားစီရင်ထားပုံတွေကြောင့်ပင်တည်ကြည်၍သူဆက်စုလိုက်မိသည်ဟိုလေတငယ်ချင်းတွေနဲ့ချိန်ထားတာလေတခါမှလည်းမရောက်ဘူးတော့အဲ့ဒါကိုအဖော်ခေါ်မလို့ဒုက္ခပဲဘလို့နေရာမျိုးလဲခင်ဦးကလပ်မှာဒစ်စကိုသွားကောင်းမလို့လေတငယ်ချင်းတွေစုပြီးသွားကြမှာကိုလိုက်ပို့ပြီးနော်ကိုကျော်လက်ကသူ့ရောက်ဟူးတယ်လို့တော့ပြောတယ်ခင်ဦးကလည်းတငယ်ချင်းတွေကိုအာမခံလိုက်တာပြီးတော့လေကိုဝေးကိုပါမယ်လို့ပြောပြီးထွက်လာခဲ့တာမဟုတ်မှလွယ်ရောဒီကြံဒီကိစ္စကိုကျော်လက်တယောက်ကလွယ်ပြီးဘယ်သူမှဥဆောင်စီစဉ်မှမဟုတ်ပေလူငယ်တွေဒစ်စကိုကတာခုံတာကြားဘူးနာဝရှိထားသည်မို့သူတက်ပြင်းမောချမိသည်ခတ်တယ်ခင်ဦးရဲ့အဲ့ဒီလူနေရာမျိုးမပြောနဲ့ခင်ဦးအလှပြဆိုင်သွားတာတော့ကိုဆိုင်နဲ့လိုက်ထိုင်ဘူးလို့လားကားပေါ်ကပဲထိုင်ဆောင်နေရမဟုတ်လားတိတော့တိပါတယ်သူပါတယ်ဆိုရင်ကိုတေချာပါအဲ့ဒီနေရာကိုလိုက်မယ်လို့ကိုကျော်လက်ကပြောလို့ပါခင်ဦးပြောလိုက်သောစကားကြောင့်သူ့စိတ်ထဲမှာထောင်းကနေဖြစ်သွားမိသည်ကျော်လက်ကတော့သူ့ဘာသာသူအေးဆေးဆေးနေနေတာကိုလာဆွပြီးနေပြန်၏ကောင်းပြီလေကျော်လက်ကဒီလိုပြောမှတော့ကိုလိုက်ခဲ့ပြီးမယ်ဟေးဒါမှဒုကိုကွာဘာမပြောညာမပြောနဲ့ကလေးငယ်တူကဲ့သို့ဒုက္ခကိုခင်ယူလိုက်တိုင်းဖက်လိုက်၏သူယုံရခက်ပြန်၏ဒီလိုပွင့်လင်းသောဇယိုက်မျိုးတွေနဲ့ကတော့ကြော်လက်နေတွေ့ကြပေဦးမည်သူ့ကိုဖတ်တွေထားရမှဖေခွာလိုက်ပြီးနေအောင်ကိုဒီတိုင်းကြီးတော့ပစိုးနဲ့ကိုလိုက်လို့မဖြစ်ဘူးဘုတ်တွေရွှေတွေဝေအောင်စင်အောင်မှဖြစ်မှာနော်ခင်ယူလိုက်ကလေးကလာဆန်မှုကျော်လက်ဤကောင်းမှုကြောင့်ပင်တစ်ကြိမ်တစ်ခါမှမလုပ်ဘူးသောအလုပ်ကိုလုပ်ရတော့မည်သူမသွားဘူးသောနေရာကိုမျက်စိတငယ်နားတငယ်ဖြင့်သွားရောက်ရအောင်မည်လေခရီးစီချောင်းဤစီစဉ်မှုအရာဒီလိုနေရာမျိုးတွေကလူငယ်တွေစုဝေးရာတစ်ခုဖြစ်လာ၏သူတို့ဂီတသူတို့အတိုင်းဝိုင်းမှာတော့ထုံးစံတစ်ခုလိုပျော်ရွှင်စရာပွဲလေးပင်မင်းကကြိတ်ဆက်ကြနဲ့ရိုက်ခုံမှာတော့ငါဒီနေရာမျိုးရောက်လာရတာပေါ့ကြော်လိုက်ရသူပြောလိုက်သောစကားကိုခင်ဦးလိုက်တဲ့တငယ်ချင်းများကအပြောင်နောက်ဟုသဘောထားကြမည်ကျော်လက်ကတော့သူ့ဘာကိုဆိုလိုကြောင်းကိုတည်သောကြောင့်မဲပြုံးလေ၏တွေ့တယ်မဟုတ်လားငါကိုကငါ့ကိုအရန်အလိုလိုက်ထားတာလေငါလာခြင်းနဲ့ဆိုလို့တမင်လိုက်ပို့တာအရေးတဲ့ခင်ဦးလိုက်ကလည်းတမောက်တငယ်ချင်းတွေရှိမှသူ့ကိုဘလောက်ပိုင်ကြောင်းကြွားလုံးထုတ်ပြနေပြန်၏ခင်ဦးလိုက်ရဲ့တငယ်ချင်းတွေကမိန်းကလေးတွေတင်မကယောက်ျားတွေပါ၏ညနာတွေကတော့မြင်တွေ့နေကြမှုရင်းနှီးနေသူတွေသူတို့လေးတွေကအတွဲတွေလားရိုးတငယ်ချင်းလားဟုသူဝေခွဲမရပေမင်းဘီယာမတော့ရင်အဲ့ဒီဘူးကိုငါတောက်မယ်ဝင်ကြီးပြီးတော့သူတို့ဘီယာတဘူးစီရ၏သူကိုယ်ရာဘီယာဘူးကိုကြော်လက်ကတောင်း၏ခမ်းမကျဲတဲ့ရောက်တော့မီးရောင်မှိန်ပြပွဲစနေရလားမစသေးတာလားဆိုတာကိုသူမသိမီးမိန်အောင်မှာပင်ထိုင်ကုန်ချို့ရှိနေပါလျက်မိုးတို့မတ်တက်တွေဖြင့်အဆုလိုက်စကားပြောနေကြသည်သူနှင့်ကျော်လက်တို့ကဆိုဖာထိုင်ကုန်မှာထိုင်ကြတော့လေခင်ဦးလိုက်တို့တငယ်ချင်းအုပ်စုကတော့အများလိုမိုးတို့မတ်တက်ပင်ကျော်လက်ဘီယာဘူးဖောက်တော့မီးတွေမှိန်လိုက်လင်းလိုက်ခြင်းနဲ့အတူမြူးကြွသောဒီလုံတန်တွေထွက်ပေါ်လာ၏ကိုသူများတွေကနေကြပြီခင်ဦးတို့သွားကရအောင်ကိုမကကျင်ဘူးကလည်းမကတတ်ဘူးဒီမှာပဲထိုင်နေခြင်းနဲ့ဒါဆိုလဲတငယ်ချင်းတွေနဲ့တားကလိုက်အောင်မယ်
သူတားနေလေကဖို့ခုံဖို့လာတော့ခင်ဦးလိုင်ကအငြိမ်နေမှာမဟုတ်ပေခင်ဦးလိုင်သွားခဲ့နီးမှပင်ကျော်လက်ကပြောလိုက်သေးသည်ဒါလေးကိုအောင်မော့လိုက်အောင်မယ်ခင်ဦးပြီးရင်ဒိုးလိုက်လာခဲ့မယ်ကိုကိုဘာရအောင်ခေါ်ခဲ့ခင်ဦးလိုင်ကလည်းထွက်သွားရင်းကပင်ကျော်လက်ကိုမှားပြအောင်မှားသေး၏ဒီလုံတန်တွေလူတွေ၏လှုပ်ရှားမှုတွေမီးရောင်အလင်းမိန်တွေကြောင့်ပင်သူကောင်းနောက်လာ၏မင်းကခင်ဦးတို့နဲ့ရောပြီးတကယ်ပဲကတော့ခုံတော့မှလားကျော်လက်ဒါပေါ့ဒီလိုနေရာမျိုးရောက်လာမှလို့မကလို့ပဲဖြစ်မလဲကရင်ခုံကျင်ကြလို့လာခဲ့ကြတဲ့လူတွေကြီးပဲမင်းလိုပုံကူမျိုးကတော့ချင်းချက်ပေါ့ကွာဘာလဲမင်းကခင်ဦးနဲ့ငါနဲ့တွဲကမှစိုးရင်ပူပန်နေတာလားမဟုတ်ပါဘူးမင်းတို့ဘာသာကကျင်ကခုံချင်းခုံငါနဲ့မဆိုင်ဘူးဆိုင်ရမယ်အောင်မထိုက်ဟိုမှာတွေ့လားတန်တဲ့အဖော်တွေကသူတို့အတွဲနဲ့သူတို့ကနေတာလွတ်နေတဲ့ခင်ဦးနဲ့နောက်တစ်ယောက်ကိုကြည့်လိုက်စမ်းသူတို့နားမှာကောင်လေးတွေရစ်တီလို့ပြီးကနေတာတွေ့လားတိတ်မကြခင်မှာပဲခွင်တောင်ပြီးအတူကပစ်ကြလိမ့်မယ်ကျော်လက်စကားကိုနားထောင်ရင်းကမင်းသူလှမ်းကြည့်လိုက်မိသည်ခင်ဦးလိုင်တငယ်ချင်းလေးကတော့သစိမ်းယောက်ျားလေးနဲ့စကားပြောရင်းကအတူတွဲကနေ၏ခင်ဦးလိုင်ကတော့သူ့အနားမှာကောင်လေးကန်နေတာကိုကိုယ်ဝိုက်ပြီးရှောင်းကနေ၏ဟူးတပ်ပြင်းမမချနဲ့အောင်မင်းထိုက်မင်းသွားပြီးမကဘူးဆိုရင်မင်းကိုစားခင်ဦးနဲ့တွဲပြီးကပေးမှဖြစ်မယ်သစိမ်းယောက်ျားတဲ့ဆိုင်ငါကခင်ဦးကိုအများကြီးထောက်ထားရမယ်လို့ပဲမင်းတဝက်တော့စိတ်ချလို့ရတာပေါ့သူ့ကိုကလီပြီးကြော်လက်ကထားထွက်သွား၏ဒီမြင်ကွင်းတွေကိုသူဆက်မကြည့်ခြင်းအတန်ပလက်များကိုနားထောင်နေရတော့တဲ့ခေါင်းငုပ်ထားလိုက်မိ၏ခင်ဦးလိုင်တယောက်သူ့ဘဝသူ့အနီးအနားသို့ရောက်ရှိလာခြင်းကိုသူကိုယ်တိုင်ပင်နားမလည်ခဲ့ပေစာတင်စုံစည်းခြင်းကစပြီးယနေ့ချိန်ထိသူစိတ်အလိုမကျမှုတွေကိုသာခင်ဦးလိုင်ပေးစွမ်းခဲ့သည်ခင်ဦးလိုင်၏အစိုးအနွယ်တွေကြောင့်တန်ရောစင်မကင်ဖြစ်ရသည်ကိုတော့သူအမြဲတမ်းဝန်ခံခြင်းသည်အခုလဲကြည်ပါလေမမသိန်းနှင့်ကိုဝေစိုးလိုင်တို့၏မင်္ဂလာပွဲမှာသူတို့သမီးအရန်ဖြင့်ခင်ဦးလိုင်ဝယ်လုပ်သည်ခင်ဦးလိုင်၏လှပခြင်းတွေကဒီလိုနေရာမျိုးတွေမှာကြတော့စက်တည်ရှိပြီးအိန္ဒြေရနေပြန်သည်သူတို့သမီးအရန်လုပ်သောခင်ဦးလိုင်၏အလှကိုလူတိုင်းကငေးမောကြပြီးဝိုင်းချီကျူးနေကြ၏ခင်ဦးလေးကအိန္ဒြေရလေးနဲ့အရန်လှပနေတာပဲနော်စက်တည်လည်းရှိတယ်သူဒေါ်လေးဖြစ်သူကသူ့ကိုတမင်ရွေးစားပြီးပြောလိုက်သလားအောင်မေးရ၏ဒေါ်လေးယောက်ျားလို့သူကအလိုက်မသိစွာပင်သူ့ကိုမေးလိုက်သည်နေစမ်းမအောင်မအောင်မေးထိုက်ပထမတော့ကသူတို့သားအရန်မှာခင်ဦးနဲ့တွေ့ပြီးမင်းကိုလှုပ်ခိုင်းခဲ့တာဆိုဟုတ်တယ်လေဦးလေးဘာဖြစ်လို့လဲရှင်တူကခင်ဦးနဲ့တွေ့ရမှာခါခါတီးတီးညင်းခဲ့တာတဲ့အခုတော့ရှင်တူတငယ်ချင်းမောင်ကျော်လက်ကသူတို့သားအရန်ဖြစ်နေခင်ဦးနဲ့ပွဲထွက်နေပြီမင်းမလို့ညင်းရတယ်မင်းသာသူတို့သားအရန်နေရာမှာဆိုပို့ပြီးလိုက်ဖက်မှာကွာသိလားသူညင်းလိုက်မှုကိုနောင်တရစီရန်တမင်ရည်ရွယ်ပြောလိုက်သလားမသိပေခင်ဦးလိုင်နဲ့လူပုံအလဲမှာပွဲထွက်ရခြင်းမထွက်ရခြင်းထက်ဒီလိုကိစ္စမျိုးတွေကိုသူရှောင်ကျင်တာလဲပါ၏လူတွေအသက်လူကြီးဝိုင်းကြည့်နေရမျိုးကိုကြော်လက်တူလို့တော့မျက်နှာပြောင်တိုက်ပြီးအိုက်တင်မခံနေနိုင်တာသိကြ၏မင်္ဂလာအခမ်းအနားပြီးလို့ပရိသတ်တွေစားကြတောက်ကြတော့ခင်ဦးလိုင်နဲ့ကြော်လက်တို့သူ့အနာရောက်လာ၏ဟဲ့ကောင်ငါနဲ့ခင်ဦးနှစ်ယောက်တွဲပုံမှတ်တရမေးရိုက်ပေးစမ်းမအောင်သူကကင်မရာမန်မဟုတ်ဘယ်ကနေဘလို့ယူလာမှန်းမသိတော့ကင်မရာလေးကိုသူ့လက်ထဲထည့်ပေး၏ငါတိတ်ရတတာမဟုတ်ဘူးနော်ရိုက်ပေးလိုက်ပါကိုရအော်တိုပဲဟုတ်စားခလုတ်လေးနေရုံပါပဲပြီးရင်ကိုနဲ့ခင်ဦးနဲ့အမှတ်တရတွဲပြီးတော့ရိုက်ရအောင်မယ်ဒီအခမ်းအနားကြီးကိုမြန်ပြီးစေခြင်းသောသူကမှအလုပ်တွေလာပေးနေကျော်လက်ကတော့ခင်ဦးလိုင်အနားမှာအသေးချာရက်ပေးသည်မြင်ကွင်းကိုပီတာအောင်ချိန်ပြီးတတ်သွေ့မှတ်သွေ့သူရိုက်ပေးလိုက်ရသည်ကဲမင်းနဲ့ခင်ဦးလှဲ့ပဲတယောက်နဲ့တယောက်ခက်ခွာမနေနဲ့နော်ခင်ဦးညီကအတင်းသာကတ်ထားသူနဲ့ခင်ဦးလိုင်တွေ့ရိုက်တော့ကျော်လက်ကဝါရင်ဓပုံစရာအတိုင်းစီစဉ်ညွှန်ကြားနေပြန်၏အိန္ဒြေရစာလှနေသောခင်ဦးလိုင်နဲ့တွေ့ရိုက်ဖြစ်သည့်ဓပုံလေးကတော့အမတ်တရဖြစ်စီမှာပါလေဓပုံရိုက်ပြီးတော့ခင်ဦးလိုင်ကသူတို့နားမှထွက်သွားပြီးတငယ်ချင်းတွေဝိုင်းစီဧကန်နေဟိတ်ကောင်သူတို့သားရဲ့မလုပ်လိုက်ရအတွက်
မင်းနောင်တရနေတာမဟုတ်လားအောင်မင်းထိုက်ခင်ဦးကဒီလိုနန်းဆန်ဆန်ပြင်လိုက်တော့ငါတော့ငေးယူရတိလားမင်းကိုရွယ်ပြီးသတို့သားရင်လောက်ရကြုံနဲ့တယ်မင်းကျင်းနေရင်ပြီးတာပါပဲကွာကြော်လိုက်ရဒီလိုပုံစံမျိုးလေးမြင်ရတွေ့ရတော့ခင်ဦးကိုမင်းနှမျောမနေဘူးလားမသိဘူးကြော်လက်ခင်ဦးနဲ့ပတ်သက်ပြီးခဏပဲဖြစ်ဖြစ်ငါမตายရခြင်းခဏလေးตายရလိုက်တာနဲ့တစ်ချိန်လုံးငါစိတ်ဒုက္ခရောက်နေရမယ်အလိုမျိုးဘယ်တော့မှရွေးချယ်မိမှာမဟုတ်ဘူးကြော်လက်ဒီစကားသူ့ရင်ထဲမှာကြိုတင်စီစဉ်ထားခြင်းမရှိဘဲပြောလိုက်သောစကားဖြစ်သည်ခင်ဦးနိုင်ကိုတော့သူတပြေးပြေးကြောက်လာတာအမှန်ပဲဖြစ်၏မမတင်းတို့မင်္ဂလာဆောင်ပြီးနောက်ပိုင်းရက်များမှာကြော်လက်တယောက်သူ့အနားမှာတိတ်မရှိတော့ပေကြော်လက်မူပြတ်တာကိုတတိထားပြတော့မှခင်ဦးနိုင်နဲ့များအစဉ်ပြေပြီးတွဲနေပြီလားဟုတွေးပူမိသည်တွဲနေကြရင်လဲကိုကိစ္စမှမဟုတ်ပေလေဟုဖြေရသည်ခင်ဦးနိုင်ကိစ္စကြောင့်သာကြော်လက်ကသူ့ကိုရှောင်နေခြင်းများလားခင်ဦးနိုင်နေကတော့နေ့စဉ်မပြတ်တွေ့နေမြင်နေရသည်ခင်ဦးနိုင်ထံမှာတော့ထူးခြားသောအရေးရောင်နေမတွေ့ရပေဟဲ့ကောင်အောင်မထိုက်သူ့အတွင်းနဲ့သူလမ်းလျှောက်နေပေမဲ့ခေါ်တန်တဲ့တော့ကြားလိုက်၏ကွဲပြားစွာကြားရချိန်မှာတော့ကြော်လက်မှန်းသိ၍သူလှည့်ကြည့်ပြသည်တွေ့လိုက်ရသောမြင်ကွင်းကတော့ကြော်လက်တယောက်တည်းမဟုတ်ကြော်လက်အနားမှာအမျိုးသမီးကလည်းခင်ဦးလိုက်မဟုတ်ပေ။အော်မင်းပျောက်ချက်သာကောင်းနေတာဒါကြောင့်ကိုကြော်လက်ကရည်ကျဲကျဲလှုပ်ပြနေတော့လဲကြော်လက်သက်ဆိုင်သောကြောင်သူကတော့ရှက်ပြီးကောင်းငုံထား၏ကြော်လက်ကတော့ဝမ်းသာစွာမိတ်ဆက်ပေးသည်ရီဒါကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းအောင်မေးထိုက်တဲ့အောင်မေးထိုက်ဒါကငါ့ရဲ့ပူပူနွေးနွေးချစ်သူရီထွန်းနဲ့ကိုကလဲကွာကျင်နာရိတ်တွေလွှမ်းနေကြသောမျက်ဝန်းနေကြောင့်ပင်သူပီတိဖြစ်နေမိသည်ရီပြန်တော့မှာမဟုတ်လားကားဂိတ်ထိကိုလိုက်ပို့ပေးရအောင်မလားရီအနာမှာနေရတာနဲ့ဒီကောင်ကြီးနဲ့မတွေ့ရတပတ်ရှိသွားပြီကိုနေခဲ့ပါရီသွားတော့မယ်မနှက်ပြန်တော့ကားဂိတ်ကနေစောင့်နေမှာမဟုတ်လားချစ်သူနှုတ်ကတော့ခွဲရမည့်အရေးကိုနှမျောတတာဖြစ်နေပုံရ၏ကျော်လက်ကိုဆုံးမခြင်းသည့်စိတ်ကြောင့်ပင်ဘာမှဝင်မပြောဘဲဒီအတိုင်းနေလိုက်သည်စောင့်နေမကြီးကျော်လက်ကလည်းခွဲတာခွဲလိုက်ရပေမဲ့နောက်ဆန်တင်ခြင်းတွေကကြီးစိုးနေ၏ကျင်နာသူချင်းကြားမှာဖြက်မြင်းမလုပ်ကောင်းတော့လဲကြည်ကောင်းကောင်းနဲ့ကြည်နေလိုက်မိသည်ရီထိုးငါလိုက်နေတာကြာပြီကွဒီတခါတော့ရီကိုငါတကယ်ချစ်သွားခဲ့တာပဲငါနဲ့ရီကတော့ဒီဘဝမှာဖူးစာပါပြီးထင်ပါတယ်ကွာကျော်လက်ရင်ဖွင့်ခြင်းတွေကိုနားထောင်ပြရင်ကပင်ခင်ဦးလိုင်ကျောင်းကအလိုလိုဝင်လာသည်နေစမ်းမအောင်ကျော်လက်ခင်ဦးနဲ့တွဲနိုင်ဖို့မင်းစူးစမ်းနေတာရောဘာလဲခင်ဦးကချင်းနေမကောင်းလို့မင်းနောက်တစ်ယောက်ထားတဲ့သဘောလားဘယ်တော့မှခင်ဦးနဲ့ငါတွဲဖို့မစူးစမ်းခဲ့ဘူးအောင်မင်းထိုက်မင်းမဲခင်ဦးနဲ့ဖြစ်တုန်းကအသေးတန်ကဲပြနေခဲ့တာမဟုတ်လားအေးဒီကိစ္စကိုပဲမင်းကိုရှင်းပြချင်နေတာအစောကြီးကလေးကမင်းကိုရွေးပြတာမင်းမခံချင်အောင်တမင်လုပ်ပြခဲ့တာငါကလူအမှမဟုတ်ပဲကွာခင်ဦးကငါ့ကိုမှစိတ်မဝင်စားပဲခင်ဦးစိတ်ဝင်စားတာစိုးတာနှွေတာမင်းပဲအဲ့ဒါကိုရောမင်းသိရလားအောင်မထိုက်မင်းဘလို့ပဲရွက်မခံချင်လောက်အောင်ပဲလုပ်ပြငါဘာမှမဖြစ်ဘူးကြော်လက်မင်းကအခုချိန်ထိမင်းကိုမင်းညာချင်နေတော့မင်းတော့တကြံကလေးကအခုချိန်ထိမင်းညာနေတာမပင်မအောင်လားအောင်မထိုက်ကြော်လက်စကားတွေကြောင့်မင်းသူတစ်ချက်ငိုင်ကြသွားရသည်ကျော်လက်ပြောသလိုသူကိုယ်တိုင်ကဖြစ်နေသည်လားကျော်လက်ကတော့သူ့အမူအရာကိုအကဲခတ်ပြီးမင်းဘာမှမပြောရင်ငါလည်းဆက်ပြောရလိမ့်မယ်အောင်မင်းထိုက်ငါလုပ်ခဲ့တာတွေရောမင်းစိတ်ထဲမှာဖြစ်ပြနေတာတွေအားလုံးခင်ဦးလည်းသိထားတယ်ငါပဲပြောပြတာခင်ဦးလည်းမဟုတ်ဘူးမင်းချင်တွေကိုမမတင်းလို့ရောမင်းမိပါတွေပါသိနေကြတယ်ဟုတ်ရဲ့လားကွာမင်းကရမ်းတမ်းပြောတော့မယ်တိတ်ဟုတ်တာပေါ့ကွာအားလုံးကမသိလိုက်ပါသားနေကြတာဒီတော့မင်းဆက်ဟန်ဆောင်နေနဲ့တော့ခင်ဦးကိုမင်းရှောင်ခြင်းလဲအခုအချိန်နေမှာရှောင်မရတော့ပတ်ဝန်းကျင်လူတွေအားလုံးကမင်းနဲ့ခင်ကိုထင်ကြေးပေးပြီးသားခင်ဦးမင်းသားမှာရှိနေသမျှဘယ်မင်းကလေးကိုမှမေးရဖို့လွယ်မှာမဟုတ်ဘူးတခုတော့ရှိတယ်ဒီအတိုင်းဝိုင်းကနေတနေ့တကြေးကိုမင်းချေရဖြောက်နိုင်တော့တမျိုးပေါ့လေငါအကောင်းဆုံးအကြံပေးမယ်ခင်ဦးကိုမင်းချစ်သူအဖြစ်စိတ်ကူးလိုက်ပါမ
မင်းနဲ့တစ်သက်လုံးလက်တွဲသွားနိုင်မဲ့သူကလည်းခင်ဦးကလွဲပြီးတခြားသူမဖြစ်နိုင်အောင်အောင်မင်းထိုက်မင်းအနေနဲ့ခင်ဦးကိုရှောင်လို့မရပါဘူးမင်းစိတ်ကြိုက်ပုံစံမျိုးနဲ့နီးစပ်အောင်တော့တဖြည်းဖြည်းနဲ့ဖြောင်းပြသိမ့်သွင်းယူဖို့အောင်မင်းထိုက်ရကျော်လက်စကားတွေကိုတော့သူတုံ့ပြန်ပြောနိုင်စွမ်းမရှိခဲ့ပြီခင်ဦးလိုင်းနဲ့ပတ်သက်ပြီးကျော်လက်စကားတွေကတဘာဝကြရည်သီလားတကယ်ပဲသူနဲ့ခင်ဦးလိုင်းတို့ကဒီဘဝမှာရေဆက်စုံနိုင်ဖို့အကြောင်းပါခဲ့ပြီထင်ပါရဲ့လေကျော်လက်နဲ့ရီထွန်းတို့ချစ်ကြိုက်သွားသည့်အဖြစ်ကျော်လက်ကသူ့အနာမှာအချိန်ပြည့်မနေပေးနိုင်တော့သူတယောက်တည်းအထီးကျန်သလိုဖြစ်နေ၏ဒီအကြောင်းကိုပြောရင်သူ့အနီးနားမှာခင်ဦးလိုင်းတယောက်လုံးရှိနေတာပဲဟုကျော်လက်ကအပြစ်ဆိုမိတကယ်လဲသူ့အနီးနားမှာခင်ဦးလိုင်းကရှိနေခဲ့သည်မဝေမရဲဖြစ်နေသောရှေမတိုးသာဖြစ်နေသောသူစိတ်တွေကြောင့်သာခင်ဦးလိုင်းနှင့်မညှိတွယ်ကြခြင်းဖြစ်၏ရှိလက်စာတန်ရောစဉ်တို့မှလည်းသူကလမ်းဖြတ်ထားသည်ကျော်လက်ပြောသလိုခင်ဦးလိုင်းကိုသူရှောင်လွဲလို့မရတော့ဘူးတဲ့လားသူစိတ်တိုင်းမကြခြင်းကိုပြုပြင်ယူလိုက်ရင်ခင်ဦးလိုင်းသည်သူ့ချစ်သူအေကန်ဖြစ်ရမည်တဲ့လားခင်ဦးလိုင်းနှင့်ပတ်သက်ပြီးသူရင်ခုန်ခဲ့တာတွေရှိခဲ့ဘူးသည်အတွေ့အများဖြင့်စဉ်းစားရခက်စွာဖြင့်ခင်ဦးလိုင်းနှင့်စိတ်ချင်းနီးအောင်သူစ조사မိပြန်၏စ조사သည်ဟုပြောနေတော့လဲတကယ်တော့ဘာမှခက်ခဲမရှိပေခင်ဦးလိုင်းကိုအကျိုးဖို့လုပ်နေရရုံမကနှစ်အိမ်တအိမ်လိုဖြစ်နေသောအနေထားသူကသာစီးရီကန်နေထားပြီးခင်ဦးလိုင်းရှိရာအိမ်ဘက်သို့တခါမှမရောက်ခဲ့ခြင်းဖြစ်၏မောင်လေးဘဲလေခင်ဦးလိုင်းတို့ခြံဘက်ကိုအကူးမှပင်အိမ်စီသို့ကူလာနေသောမမသိန်းနှင့်တတဲ့တိုးတော့၏မမသိန်းတို့ကမင်္ဂလာဆောင်ပြီးခင်ဦးလိုင်းနှင့်အတူနေ၏ကိုဝေစိုးလိုင်းကနေမြို့မှာတာဝန်ကျသောကြောင့်ခင်ဦးလိုင်းအဖော်ရအောင်မမသိန်းကအတူနေပေးနေသည်ကိုဝေစိုးလိုင်းနောက်သို့မမသိန်းလိုက်သွားသောရံများ၌အိမ်မှတယောက်ယောက်သွားအိပ်ပေးရ၏ဟိုလေရုတ်တရက်ကြီးလူမိသလိုမျိုးဖြစ်နေတော့ဘာဖြေလို့ဖြေရမှန်းမသိဖြစ်သွားသည်လိုက်တိတဲ့သောမမသိန်းကြောင့်ပင်သူအသက်ရှူချောင်သွားရသည်ဘာလဲခင်ဦးလိုင်းစီသွားမလို့လားခင်ဦးတရားအခွေကြည့်နေတယ်သွားလေဟုတ်ကဲ့မမသိန်းလူမိပြီးမှတော့ရဲရဲဝုန်းဝုန်းပင်လာခဲ့သည်အိမ်ရှိသို့ရောက်ပြီးမှအထဲကိုရမ်းမဝင်သေးပဲအတန်ပေးလိုက်သည်ခင်ဦးရေခင်ဦးဟာထူးထူးဆန်းဆန်းကိုအိမ်လာလဲတာလားကြည်လက်စာကားကိုခဏရက်ပြီးသူ့ကိုခင်ဦးလိုင်းထွက်ကြို၏စကားမရှိစကားရှာပြီးသူလာခဲ့ခြင်းကိစ္စကိုပြောလိုက်ရ၏ဟုတ်တယ်ခင်ဦးကိုပြင်းတာနဲ့ခင်ဦးနဲ့စကားပြောမလို့ထွက်လာမိတာကိုပြင်းနေရင်ခင်ဦးကြည်လက်စာကာတွန်းကားကိုအတူကြည့်လေအရန်ရည်ရတာသိလားခင်ဦးကတော့ကာတွန်းကားတွေကိုပဲသဘောကျတာရထားသောကာတွန်းကားကိုခင်ဦးနိုင်ဆက်ကြည့်ပြီးရီမောမောလုံးနေ၏ခတ်တာကဒီလိုကာတွန်းကားမျိုးကိုသူမကြိုက်ဆုံးဖြစ်၏ဒီပြင်ကားကောင်းလေးတွေကိုတော့သူကြည့်တတ်သည်အကြိုက်မတူဇီးရိုက်မတူသောတဘာဝကြောင့်ပင်စိတ်အိုက်သွားရသည်ခင်ဦးနိုင်စီတကူးတကလာမိတာမှားပြီဟုနောင်တရကျင်သွားသည်ဟိုလေခင်ဦးပြောလေကိုတခြားမဟုတ်ပါဘူးခင်ဦးကိုကြော်လက်ကြောင်သတင်းပေးခြင်းလို့ကြော်လက်ကြောင်ပြောဖို့ပြင်လဲခင်ဦးလိုင်ကအထူးတလဲစိတ်ဝင်စားခြင်းမရှိဖန်သားပြင်ပေါ်မှာတရိတ်ဆန်အယုတ်ကလေးများပြေးလွှားနေကြသည်များကိုသာအာယုံရှိနေ၏ကြော်လက်မှာရီထိုးဆိုတဲ့အဖော်တယောက်ရှိနေတဲ့တည်းလေအဲ့ဒါပြောခြင်းလို့ခင်ဦးတည်တာပဲမတ်ရီထုံကိုလိုက်နေကြတဲ့ခင်ဦးတည်တာသူတို့ဖြစ်သွားကြလဲတည်ပြီးသားပဲခင်ဦးတည်တာပေါ့ဒီကောင်ကဒီပြင်ကောင်မလေးတွေနဲ့တုန်းကဒီလောက်ကိုမပြစ်သွားအောင်အခုဆိုရင်ကျောင်းမှာကိုတယောက်တည်းဖြစ်နေတာသိလားဘာလဲကိုကကိုကျော်လက်လို့အဖော်ရှာခြင်းလို့လားမရဘူးနော်ကိုရှာလို့တွေ့ရင်လည်းအလကားပဲခင်ဦးရှိနေရတာနဲ့အဖော်ရှာလို့ကတော့မကွဲအောင်ခင်ဦးလုပ်ပြမှာဘာတပင်းချရလဲကိုမဟုတ်ပါဘူးကိုအနေနဲ့အဖော်ရှာခြင်းတပားဆိုရင်အခုချိန်ဆိုရင်ရေးလို့တော့ရမှာမဟုတ်ဘူးခင်ဦးကောင်းနေခင်ဦးတယောက်တည်းပဲကိုစိုးခြင်းနှွဲ့ခြင်းတာတခြားတယောက်ကဝင်ပြီးဒီအခွင့်အရေးတွေလူယူသွားမှာတော့လုံးဝလက်မခံဘူးသူကိုစကားပြောနေပေမဲ့
မျက်လုံးကတော့ကာတွန်းရုပ်လေးများစီမှသာသူဘက်ကကြိုးစားပြီးလှုပ်ယူကြည့်တော့လဲစကားပြောရဆိုရတာဖီလင်းအောင်လွန်းသည်ခေဦးလိုင်နှင့်တမင်တကာရေဆက်လာဆုံးဖြစ်တာကိုကဝေကျွေးတစ်ခုလိုဖြစ်နေရပြီလားဆောင်းကနှုတ်ဆက်သည့်အနေဖြင့်နှင်းတို့ပိတ်ပိတ်မောင်မောင်ကြားဆင်းနေ၏နှင်းခွဲသောနေသည်ကောင်းကင်မှာမှုန်ပြပြသာထွန်းလင်းနေ၏နွေရသည့်ကျောင်းပိတ်ရနာနီးသည်မို့ကျောင်းမှာလူမရှိဆရာတွေကလည်းအစည်းအဝေးနှင့်မဝင်ဖြစ်တာများသည်နှင်းတို့လုံးဝကွဲသွားသောအခါမှဂန့်ကိုတော်မှာဂန့်ကိုပွင့်နေအဖွေးသားဖြစ်နေသည်ကိုမြင်တွေ့ရသည်နွေရောက်ပြီးမကြခင်လပိုင်းတွေမှာတကြံရောက်လာတော့မည်မနစ်ကတကြံမှာခေဦးနှင့်ဆုံပစ်ခဲ့သည်မို့တစ်နှစ်လဲတော့မည်ဟုတွေးဖြစ်သည်တယောက်တည်းရောင်ချာချာဖြစ်နေသည့်အဆုံးမို့ခေဦးလိုင်တို့ကျောင်းဘက်သို့ကောင်းမောင်းပြီးထွက်လာမိသည်လမ်းမှာရောက်နေသောဂန့်ကော်ပန်းများကိုလည်းခေဦးလိုင်အတွက်ဝဲလာဖြစ်သည်ခေဦးလိုင်ကသူ့ကိုနှွှဲရဆိုရလို့တာမန်တန်ရောစဉ်ရှိနေခြင်းလားခေဦးလိုင်၏ရိုးသားမှုများကိုတော့သူအယောင်ဆိုးဖို့ခန့်နေ၏ဒီဘဝမှာခေဦးလိုင်နှစ်သာပေါင်းဖက်ရမည်ဟုကျော်လက်ကလုံးဝနမိတ်ဖတ်ထားသည်နှင်းတို့ဤစေစားမှုဖျားရောက်မှုကြောင့်ပင်ခေဦးလိုင်နှင့်ပတ်သက်ပြီးသူစိတ်တို့ထွေရလေးပါဖြစ်မိသည်ခေဦးလိုင်စီရောက်ပြီးခေဦးလိုင်ကိုခေါ်ကဖျားတက်မည်ဟုစိတ်ကူးရင်သည်သူဝယ်လာသောကံကော်ထဲမှပန်းတပွင့်ကိုခေဦးလိုင်အားပေးပန်ပြီးကြံသည်များကိုဖျားမှအတူလှူပြီးဆူတောင်းမည်ဟုတွေးရင်းပြောသလိုလိုဖြစ်လာသည်ခေဦးလိုင်နှင့်စကားပြောရင်းကသူ့စိတ်ခံစားမှုတွေကိုခေဦးလိုင်နားလည်အောင်ရှင်းပြအောင်မည်ကံကောင်းထောက်မှရင်တော့ခေဦးလိုင်၏နူးညံ့မှုတွေကိုခံစားရပြီးဖွင့်ပြောကောင်းဖွင့်ပြောလိမ့်မည်ဟုတယောက်တည်းစိတ်ကူးရင်လာမိသည်ဟာကိုပါလားတငယ်ချင်းတွေတအုပ်ကြီးနှင့်အတန်းထဲမှထွက်လာသောခေဦးလိုင်ကသူ့ကိုတွေးလိုက်ရခြင်းကြောင့်အံ့ဩသွားပုံရသည်ကျောင်းအကျိုးပို့မှလွဲ၍ခေဦးလိုင်ထံသို့တခါမှသူရောက်လာ၍ထုံးစံမရှိခဲ့ပေသူစိတ်ကူးရင်မှုတွေသူ့အတွေ့တွေနှင့်မို့ခေဦးလိုင်အားပြောပြလိုက်မိသည်သူကိုတွေ့ရင်ခေဦးလိုင်ကအားရပါရဝမ်းသာပြီးတငယ်ချင်းတွေနဲ့ခွဲထွက်ကသူ့နောက်ကိုလိုက်လာလိမ့်မည်ဟုသူအပိုင်ထွက်ထားမိ၏ဟုတ်တယ်ခေဦးကျောင်းမှာအတန်းတွေမယူဖြစ်ကြဘူးလေကိုတယောက်တည်းဘာလို့ရမှန်းမသိရနဲ့ခေဦးစီလာခဲ့တာပဲဒါဆိုအတော်ပဲပေါ့ကိုရဒီနေ့ခင်ဦးတို့အီကိုနဲ့တင်ချသေးဘောလီဘောဘိုလူပွဲလေအဲ့ဒါအခုပဲခင်ဦးတို့တငယ်ချင်းတွေနဲ့စုပြီးသွားအားပေးမလို့ကိုပါတခါလေးလိုက်ခဲ့ခင်ဦးလိုင်ကတော့လူတွေရှေ့မှာရောင်းမှမြင်စီပြနေ၏သူစိတ်ထဲမှာအတော်ကလေးအောက်သွားရသည်အဲ့ဒီဘောလီဘောပွဲကိုခင်ဦးမသွားနဲ့ကိုနဲ့လိုက်ခဲ့ပါခင်ဦးရကိုတို့တနေရာသွားကြတာပေါ့သူဘက်ကအချိန်ကြီးသဘောထားပြောင်းလဲမှုအပေါ်ခင်ဦးလိုင်ကဝမ်းမသာသည့်အပြင်သူခေါ်တာကိုခါခါတီးတီးညှိလေ၏ဘယ်ဖြစ်မလဲကိုနဲ့ကအချိန်မီသွားလို့လာလို့ရနေတာပဲဘောလီဘောပွဲကဖိုင်နယ်ပွဲပြီးတော့တငယ်ချင်းတွေနဲ့လည်းပြောပြီးဆိုပြီးသားဖြစ်နေတဲ့ဥစ္စာသူနဲ့ခင်ဦးလိုင်တို့အချိန်ကြီးကတော့ပရိပခအသွင်ဆောင်လာ၏ခင်ဦးလိုင်ရဲ့တငယ်ချင်းတွေကပင်ဝင်ပြော၏ကဲပါခင်ဦးရဲ့ခေါ်တာကိုလိုက်သွားပါမရဘူးကဲကိုခင်ဦးနဲ့အတူတူဘောလီဘောပွဲကိုလိုက်မလားမလိုက်ဘူးလားမျက်နှာထားတင်းနေဖြင့်ခင်ဦးလိုင်ကရာဇသံပေး၏ဒေါသထောင်းကနေဖြစ်သွားပြီးသူကလည်းအပြက်ပြောလိုက်သည်မလိုက်ဘူးခင်ဦးကိုခေါ်တဲ့နောက်ကိုခင်ဦးလိုက်မလားမလိုက်ဘူးလားဖြစ်ချင်းရဖြစ်ဆိုသောသဘောဖြင့်လဲမကြည့်ပဲတငယ်ချင်းတွေရှိမှပင်ခင်ဦးလိုင်အားအပြက်ချေလိုက်သည်ကိုမလိုက်ရင်ဒီတိုင်းတယောက်တည်းပြန်တော့ခင်ဦးလုံးဝမလိုက်နိုင်ကောင်းပြီခင်ဦးကိုကတော့အပြက်ပြောခဲ့မယ်ခင်ဦးကိုစောင့်မနေနိုင်သလိုနောက်တစ်ခေါက်လည်းလာမကြိုနိုင်ဘူးခင်ဦးဘာသာခင်ဦးစီစဉ်နဲ့ပြန်ပြီးတော့ပဲသူ့ဒေါသကတော့တကယ့်ကိုအထွတ်ထိပ်ရောက်သွားခဲ့သည်ခင်ဦးလိုင်ကလည်းသူ့ပြောပေါက်ဆိုပေါက်ကြောင့်ခင်ဦးလိုင်မျက်နှာကြီးหนีရဲပြီးဒေါသထွက်လေ၏မင်းကအလက်ကားပဲဒီလောက်လေးတောင်မှအလိုက်မသိတတ်ဘူးရတယ်မင်းလာမကြိုလဲနေမဆောင်လဲနေခင်ဦးဘလို့ပြောတယ်မင်းလို့ခေါ်လိုက်တာခင်ဦးလုံးဝစိတ်ဆိုးတယ်သူတကိုယ်လုံးထူပူပြီးတောက်ခေါက်ကနေရာမှထွက်လာမိသည်ဒီတစ်ခေါက်အစမ်းပွဲကတော့ခင်ဦးလိုင်နဲ့လုံးဝပြက်ဆဲသွားတာတေချာသလောက်ရှိသွားခဲ့၏လူတွေရှေ့မှာမိန်းကလေးတယောက်ကမင်းဟုရည်ရင်တီးခေါ်လိုက်တာလောက်ခံပြင်းစရာကောင်းတာမရှိဟုသူတွေးမိသည်ခင်ဦးလိုင်ကိုတော့
လုံးဝမျက်နှာချင်းမဆိုင်တော့ပေ။ကျောင်းအကျိုးအပို့ပါသူမလုပ်ပေးဖြစ်ခဲ့။ခင်ဦးနိုင်နဲ့မျက်နှာချင်းဆိုင်မှုစိတ်ကုံသွားခဲ့သည်။တားနဲ့ခင်ဦးတို့စိတ်ကောက်နေကြတာလား။ရက်ကိုအတီးကျမသားထားသည်မို့ခင်ဦးနိုင်နဲ့မျက်နှာချင်းမဆိုင်ဖြစ်တာ9 ရက်တိတိရှိသွားပြီဖြစ်၏။မနက်ခင်းလက်ဖေးဝိုင်းမှာမိသားစုအတူဆုံဖြစ်၏။မေမေကအရေးတယူလုပ်ပြီးမေးတော့လဲမကြားချင်ဟန်ဆောင်နေလိုက်သည်။မောင်လေးကစိတ်ကောက်ရုံနဲ့မကောက်ဘူး။အကျိုးပုတ်ကိုပါမလုပ်ပေးတော့ဘူးဆို။မမတင်းကပါဝင်ပြီးပြောလေသည်။မေမေစကားကိုမကြားဟန်ဆောင်လို့ရပေမဲ့မမတင်းကပါဝင်ပြီးပြောတာပြီဆိုတော့သူရှောင်လွဲလို့မရတော့ပေ။ဟုတ်တယ်မမတင်း။အဲ့ဒီကောင်မလေးကစိုးရမှန်းသိလို့တစားစားကဲလာတယ်။သားရဲ့သားကိုတန်ဟောစင်ရှိလို့သူစိုးနေတာပဲ။ခင်ဦးလေးကချစ်ဖို့ကောင်းပါတယ်။ဒီလောက်ကြီးတီတော့ပြက်ပြက်ခါခါကြီးသားမလုံးတင်ပါဘူး။ခင်ဦးလိုက်ဘလောက်ပဲလွန်လွန်သူဘလောက်ပဲခံရမေမေတို့ကသူ့ဘက်မှာရှိမနေမှန်းကိုကြိုထွေးထားပြီးသားဖြစ်၏။သားသူနဲ့ခက်ကင်းနေမှဖြစ်မေမေသားတီးမခံချင်တော့ဘူး။မောင်လေးတို့ဖြစ်ခဲ့ပြက်ခဲ့တာတွေကိုမမတင်တို့အားလုံးသိပြီးပြီ။ခင်ဦးကိုယ်တိုင်ကလည်းစိတ်မကောင်းဖြစ်နေရတာ။ဟုတ်တယ်သားအခုခင်ဦးစိတ်မကောင်းဖြစ်ပြီးနေမကောင်းဖြစ်နေတာ2 ရက်ရှိသွားပြီ။ခင်ဦးလေးတနာပါတယ်။သားသူကိုမမြင်ချင်မတွေ့ချင်ဘူးဆိုရင်သူဒီမှာမနေတော့ပါဘူးလို့ပြောနေတယ်ကွယ်။သားနဲ့စိတ်ကောက်တာနဲ့သူမနေတာနဲ့ဘာဆိုင်လို့လဲ။ကဲပါမောင်လေးရဲ့လူမမာသွားမေးရင်ခင်ဦးလေးကိုမောင်လေးချော့လိုက်ပါ။ခင်ဦးတကယ်စိတ်မကောင်းဖြစ်နေရှာတာပါ။တကယ်တော့ခင်ဦးလိုက်စီသူမသွားခြင်း။သူသွားချော်လိုက်ရင်ပြန်ပြေလဲသွားပြီးတန်တရားကဆက်ရှင်နေဦးမည်။သူမသွားဘဲနေလို့ကလည်းမဖြစ်မေမေနဲ့မမတင်းတို့ကတော့မသွားမချင်းသူ့ကိုကြည်ကြနေတော့မှသိကြ၏ကောင်းပြီလေဘသူလိုနဲ့မလွန်ဘူးဆိုတာတော့ပြောမနေတော့ပါဘူးသူဘက်ကဒီလောက်အခြေအနေထိဖြစ်နေတော့သွားတွေးလိုက်ပါမယ်သားချော်ရင်အားလုံးပြေလဲသွားမှာပါဘာမဟုတ်တဲ့ကိစ္စလေးလောက်နေတော့စိတ်ပြက်ပြက်ကြီးမလုပ်သင့်ပါဘူးကွယ်သူ့အတွက်ကတော့ခင်ဦးနိုင်နဲ့ပတ်သက်ပြီးစိတ်ငရဲကြတယ်လို့မျိုးဖြစ်နေတော့၏မေမေတို့အမြင်မှာဘာမှမဟုတ်တော့ပေမဲ့သူ့အတွက်ကတော့ဟုတ်လောက်ဖြစ်လောက်လို့ဒီလိုပြုမှုခဲ့ခြင်းဖြစ်၏ခင်ဦးရောသူ့အခန်းထဲမှာမှိတ်နေတဲ့မအောင်မင်းထိုင်ခင်ဦးနိုင်ကိုစောင့်ပေးနေတော့အိမ်မအတော်ကြီးကသူတက်လာသည်နှင့်အိမ်ပေါ်ကဆင်းသွား၏စိတ်ဆိုးမပြေခြင်းသေးပေမဲ့ခင်ဦးနိုင်ရဲ့အခန်းတွင်သို့သူဝင်ခဲ့ရသည်စကားပြောတဲ့ဆိုတဲ့ကိုကြားပြီးလောက်ပြီးခင်ဦးနိုင်ဆိုသောမိန်းကလေးကဟန်ဆောင်ပြီးအိယာပေါ်မှာမှိန်နေ၏ခင်ဦးနိုင်ကရင်နားမှာသူရက်နေမိသည်ဆက်အိမ်ရဲ့အိတ်စီဟုသဘောထားပြီးပြန်ထွက်ဖို့ခြေတန်းပြင်လိုက်၏ကိုသူတကယ်ပြန်ထွက်တော့မယ်ဆိုတော့ဟန်ဆောင်နေသောခင်ဦးနိုင်အတန်ထွက်လာသည်ခင်ဦးနေမကောင်းဖြစ်နေတာကိုပူလေးတောင်မဆမ်းမဲပြန်ထွက်သွားတော့မလို့လားခင်ဦးအေးပြန်မှာစိုးလို့ပါခင်ဦးနိုင်တနာစရာကောင်းလောက်အောင်ခါရနေသောအကြည့်များကြောင့်သူ့စိတ်တွေလျှော့ထားလိုက်သည်ကိုကနေနိုင်တယ်ပြီးတော့ခင်ဦးထက်လည်းပိုပြီးစိတ်ကောက်နိုင်တယ်ပြီးတာတွေပြီးပြီပဲခင်ဦးနောက်ဆက်မဖြစ်ဖို့ပဲအရေးကြီးပါတယ်ကိုခင်ဦးပြောထားရအောင်မယ်ခင်ဦးတငယ်ချင်းတွေရှိမှာပဲဖြစ်ဖြစ်ဒီပြင်လူတွေရှိမှာပဲဖြစ်ဖြစ်ခင်ဦးကတော့စိုးနေနှွဲ့နေမှာပဲပြီးမှ2 ယောက်ချင်းကြရင်ထိုင်ပြီးရှိခိုးတောင်းပန်ရခင်ဦးလုံမယ်အခုလဲပြီးခဲ့တဲ့ကိစ္စတွေအတွက်ခင်ဦးတောင်းပန်ပါတယ်ကိုသူ့အတွက်ကတော့လှောင်ရင်ထဲမှာပိတ်မိနေသောသားကောင်နဲ့ဖြစ်နေ၏ဒါပေမဲ့ကွာမင်းတို့လူတွေရှိမှကိုတုံးလုံးလိုက်တာတော့အယမ်းလွန်တာပဲအဲ့ဒါခင်ဦးရဲ့ဝတီပဲကိုခင်ဦးရဲ့ကိုဝေကိုစိတ်ဆိုးရင်လည်းအဲ့လိုပြောမိတာပဲမင်းတို့အခေါ်မခံချင်းခင်ဦးအလိုကိုလိုက်ပေါ့မဟုတ်ဘူးလားဘလောက်များဒေါသဖြင့်ပိတ်ရိုက်ပြစ်ချင်စရာကောင်းသည့်ခင်ဦးနိုင်ပါလေခင်ဦးဖြစ်ချင်တာတွေသိတယ်ကိုဖြစ်ချင်တာတွေကြတော့ခင်ဦးကမစူးစမ်းခြင်းကိုရဲ့ခင်ဦးဘွားမှာကိုအရင်ဖြစ်တဲ့သူကိုတော့ကိုဝေးလို့ခေါ်ခဲ့တာပါကိုလို့ခေါ်တာခင်ဦးဘွားမှာတယောက်တည်းပဲရှိတယ်ဒီထက်ပိုပြီးခင်ဦးပါစူးစမ်းရအောင်ပါလေနားထောင်ရေးကောင်းလွန်သောကြောင့်မဲ့ပြုံးလိုက်ရသည်၏ကဲပါအဲ့ဒါတွေအားလုံးခဏထားလိုက်ပါဦးအခုခင်ဦးတက်တာရဲ့လားသူ့အမေစကားဆုံးတော့
ခင်ဦးနိုင်တယောက်ငေါက်ခနဲထားထိုင်လေ၏ပြုံပြုံရွှင်ရွှင်ဖြင့်ချက်ချင်းကြီးအပြောင်းလဲဖြစ်သွား၏တက်တာသွားပြီကိုကိုအိမ်ထဲကိုဝင်လာပြီးကိုအတန်ကြားလိုက်ကြရတက်တာသွားတာတလဲတက်နိုင်သည့်ခင်ဦးနိုင်သူဘွားကတော့ခင်ဦးနိုင်ရဲ့အပြုမူတွေကြားမှာရုံမထွက်နိုင်တော့တာသိကြသွား၏တက်တာရဲဆိုပေမဲ့မပေါ့နဲ့ခင်ဦးအခုတလောဖြစ်တဲ့တုတ်ကွေးကဂယုဆိုင်မှာဖြစ်မှာကိုကလည်းကောင်းတော့ပါပြီဆိုဟိုလေအင်းရကံမောင်ကအာဘူးရှာဘူးတောက်ချင်တယ်အဲ့ဒါကိုအခုချက်ချင်းလိုက်ပို့ပြီနော်ဘယ်ဖြစ်မလဲခင်ဦးကနေကောင်းကာစားပဲရှိသေးတာအပြင်ထွက်ပြီးလေစိမ့်တိုက်ခံလို့မဖြစ်ဘူးခင်ဦးတောက်ချင်ရင်ကိုကားနဲ့သွားဝယ်ပေးမယ်မရဘူးကွာကိုနဲ့စကားမပြောဖြစ်တာ900တောင်ရှိသွားပြီအခုချက်ချင်းပဲကံမောင်ကိုသွားမယ်ခင်ဦးဘာမှမဖြစ်တော့ပါဘူးကိုရပါဇက်ကလည်းပြောရင်သူ့လက်ကိုအတင်းဆွဲတော့၏ခတ်ပါတယ်ခင်ဦးရဲ့လွယ်လေးပါကိုရနောက်တစ်ခါမင်းလို့အခေါ်မခံရကိုမလုံးနဲ့မပြောမိမဆိုမိစီနဲ့ခင်ဦးကတော့ကိုစိုးအောင်နွယ်ဦးမှာပဲသိလားသူ့ဖိုးကတော့ကြာလေနစ်လေဖြစ်တော့မည်ကျော်လက်ပြောသလိုခင်ဦးနိုင်နဲ့လွတ်ကင်းအောင်နေဖို့ဆိုရင်တော့ဒီပတ်ဝန်းကျင်မှာသူထွက်ပြေးသွားဖို့ပဲရှိတော့၏သူအတွက်ကတော့ဝတ်ကြွေးတစ်ခုကိုတီတီချင်းနဲ့ခံရခတ်စွာပေးဆက်နေရခြင်းပါလေ